တော်ရင်ဒီပါဒီနေ့ကကျွန်တော်မွေးထားတဲ့ထူးခြားတဲ့မာဗီယာငါးကိုကျွန်တော်အစာကျွေးပြမလို့ဒီငါးကဘာမှမာဗီမှာပဲရှိတဲ့ငါးတစ်မျိုးသူကမာလိုမျိုးငပက်လက်ဒါမှမဟုတ်ငနောက်တွားလို့ခေါ်တယ်ပေါ့နော်သူကဒီပြောင်းပြန်သွားတတ်တဲ့ငခုမျိုးစိတ်တစ်မျိုးပေါ့နော်ဒီကောင်ကဝိုင်မာပဲရှိအဲကျွန်တော်အစာကျွေးပြအစာပိုင်းကဒီကောင်ကလူတအားကြောက်တတ်တယ်ခုနောက်ပိုင်းကကျွန်တော်တို့ဒီကောင်လေးမွေးပြီးတော့တေချာလေး train ထားတယ်လူသိမ့်မကြောက်တော့ဘူးအစာလည်းကျွေးလို့ရှိရင်လာစားတယ်ကျွန်တော်ကျွေးပြမယ်နော်ဟိုကြီးကူးတာပက်လက်ပဲဒီကောင်ဇာရတော့မိုက်တယ်မဲအောင်ဘဒုတော်လေးကိုကြိုက်ခုကျွေးမဲ့အစာတော့ရေမြုပ်တဲ့အစာပေါ့နော်ဒါဗမာပြည်ရပဲသူကျွန်တော်9စီကနေ10စီလောက်ထိကျွေးတယ်ပေါ့နော်ဒီမှာတော့နော်ကျွန်တော်ဒီနေ့ဗီဒီယိုရိုက်ဖို့အတွက်ဒီကောင်ကိုငတ်ထား3-4ရက်လောက်ရှိအမှပဲဒီကောင်က edit ဖြစ်တာပေါ့နော်ဒီခါလည်းချတယ်ပေါက်တယ်ဒီနိုင်ရခါလာလိမ့်ရှင်းကြတယ်ဒီနိုင်ရတော့လာလိမ့်ဒီမော်ဘင်းတူမှအများကြီးတော့နိုင်ရပြောတဲ့အတိုင်းတော့အစားစားခြင်းတော့အတဲရင်ဖြစ်တော့အစားနေတွေ့လာပြီဒီတော့ကြောက်ခဲမှကြာတယ်စားကျွန်တော်ကြောက်ခဲမှထားလာပြီးကွာကြောက်ခဲထားလိုက်တော့ဒီကောင်အယောင်ကပူပြီးတော့မဲရတယ်တောက်လာပြီးတော့တော်လေးကိုလာအပြင်တူကနေပြီးတော့စားတယ်ဒါဆိုတော့ကုံတော်ဖြစ်နေပါပြီကြားရဲ့ဟာလေးကိုလိုက်စားသူကအနံ့ရတယ်သူကအနံ့တော့မဟုတ်ဘူးเนาะရေထဲမှာကျတော့သူရဲ့ဒီမခူရဲ့အမွေးပေါ့เนาะအဲအကြောင်းသူကအင်္ဂလိပ်လိုဆိုလို့ရှိရင်ငခူမျိုးနွယ်ပြီးတော့ catfish ကိုခေါ်တယ်ကြောင်ရဲ့နှခမ်းမွေးလို့ပေါ့เนาะကောင်းကျွန်တော်မွေးတာဒါဆိုတော့တစ်နှစ်ခွဲနှစ်နီးပါးတော့ရှိနေပြီစာကန်ကြီးမှမွေးတော့ train လို့မရဘူးရှားကောင်းနေတယ်ခါဒီကန်ထဲမှာကြာဒီကောင်နဲ့တီးတန့်မွေးပြီးတော့တေချာ train ထားပါတော့ဒီဗီဒီယိုရတယ်ဒီငါးရဲ့ပတ်သက်တဲ့ဗီဒီယိုရတယ်တော်တော်လေးကိုရှားတယ်အဲ့တော့အမတ်တရရိုက်ရင်းနဲ့ဟွာဘီကငါးဝါနာရှင်ရတယ်ကြည့်အောင်လို့ပေါ့နော်ဗီဒီယိုရိုက်ပြီးအဲ့တော့အားလုံးကို see you next time bye bye ပေါ်မှာဒီစီညံ့နေတယ်သူမတွေ့ခဏနေတွေ့လိမ့်မယ်အဲ့ဒါတော့ထားလိုက်နော်နောက်ရမှာပဲဒီချက်ကောင်းအောင်ပူရိုက်ပြ